ဒီဇလန်းလေးဟာဂိမ်းလောကထဲမှာရောရုပ်ရှင်လောကမှာပါတော်တော်လေးကိုအောင်မြင်ခဲ့တယ်လို့ပြောရမယ်ဇလန်းမျိုးပါကဲကြည့်လိုက်ကြပါဦးတငယ်ချင်းတို့ရောဘယ်လိုမြင်လဲဆိုတာသိရအောင်2003ခုနှစ်မှာကဘာကြီးကိုမှုပိုးတစ်မျိုးကဝါမျိုးခဲ့ပြီးလူတွေဟာသွေးစာနေတဲ့မိစ္ဆာတွေဖြစ်ကုန်ကြပါတယ်ဒီလိုနဲ့အနှစ်ဆက်ကြာပြီးနောက်မှာတော့ဂျိုးဆိုတဲ့အမျိုးသားဟာကိုခံစွမ်းအားရှိတဲ့မိန်းကလေးအဲလီကိုကယ်တင်ဖို့အတွက်လူသားထုရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ကာကွယ်ဆေးထုတ်မဲ့အစီအစဉ်ကိုဖျက်ဆီးခဲ့ပါတယ်ဂျိုးဟာအဲလီကိုကယ်ထုတ်ရင်းဆရာဝန်တွေကိုပါတက်ခဲ့ပေမဲ့အဲလီနိုးလာတဲ့အခါမှာတော့တခြားကိုခံစွမ်းအားရှိသူတွေနဲ့စမ်းသပ်ပေမဲ့မအောင်မြင်လို့ဆိုပြီးအမှန်တရားကိုဖုံးကွယ်ကလိန်ညာခဲ့ပါတယ်ဒါပေမဲ့ဂျိုးတက်ခဲ့တဲ့ဆရာဝန်မှာအပီဆိုတဲ့သမီးတစ်ယောက်ရှိနေခဲ့ပြီးသူမဟာအဖေအတွက်ကလဲစားချေဖို့ကျင်းဝါခဲ့ပါတယ်9နှစ်အကြာမှာတော့ဂျိုးနဲ့အဲလီတို့ဟာဝိုင်အိုမင်းကအခြေချစခန်းတစ်ခုမှာအေးချမ်းချမ်းနေထိုင်နေကြပါတယ်ဒါပေမဲ့ကန်ဂျမာကရက်ဆက်ပါတယ်ကင်းလေရင်ပိတ်မိနေတဲ့ဂျိုးကိုအပီတို့အဖွဲ့ကကယ်ခဲ့ပေမဲ့ဂျိုးရဲ့နာမည်ကိုသိလိုက်ရတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားပါတယ်အပီဟာသူမအဖေအတွက်ကလဲစားချေတဲ့အနေနဲ့ဂျိုးကိုအဲလီရဲ့ရှေ့မှာတင်ဂေါက်တီးရိုက်တန်နဲ့ရိုက်ပြီးရက်ဆက်တက်ဖြစ်ခဲ့ပါတယ်ချေရတဲ့ဂျိုးကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုတွေနဲ့အတူအဲလီဟာဝါရှင်တန်လွတ်မြောက်ရေးတပ်ဦးဒါမှမဟုတ်ဝိုးလို့ခေါ်တဲ့အဖွဲ့နောက်ကိုလိုက်ပြီးကလဲစားချေဖို့စီရတဲမျိုးကိုသူမရဲ့ချစ်သူဒီနာနဲ့အတူထွက်ခွာခဲ့ပါတော့တယ်ဒီခီးမှာသူမဟာပုံမထက်မြက်လာတဲ့ပိုးကောင်တွေမကပဲလူချင်းချင်းရဆက်တက်ထက်နေတဲ့ဝိုးဖွဲနဲ့ဆာရာဖိုက်လို့ခေါ်တဲ့ဘာသာရေးအစွဲကြီးသူတွေကြားထဲမှာပိတ်မိခဲ့ပါတယ်အဲလီဟာအပီကိုရှာရင်းနဲ့တစ်ဖက်အဖွဲကလူတွေကိုတယောက်ပြီးတယောက်တပ်ဖြတ်ခဲ့ပါတယ်တစ်ဖက်မှာလည်းအဲလီရဲ့တငယ်ချင်းဂျက်စီကလည်းသူတို့စီလိုက်လာခဲ့ပါတယ်ဒါပေမဲ့ခရီးစဉ်ကမလွယ်ကူပါဘူးဒီနာမှာဂျက်စီရဲ့ကိုဝင်ရှိနေတာကိုသိလိုက်ရတဲ့အခါအခြေအနေတွေကပိုပြီးတင်းမာလာပါတယ်အဲလီဟာအပီရဲ့တငယ်ချင်းဖြစ်တဲ့နိုရာကိုမှုပိုးတွေပြည့်နေတဲ့ဆေးရုံအောက်ထပ်မှာညှဉ်းပန်းနှိပ်စက်ပြီးအပီဘယ်မှာလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်သူမရဲ့လက်တွေဟာသွေးတွေနဲ့စွန်းထန်လာပြီးစိတ်ဓာတ်တွေလည်းတဖြည်းဖြည်းပြအောင်းလဲလာခဲ့ပါတယ်စီရတဲမျိုးရဲ့မိုးတွေအောက်မှာအဲလီဟာကလဲစားချေဖို့အတွက်ငပြလိုက်တစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမှာအပီရဲ့တငယ်ချင်းတွေဖြစ်တဲ့အိုဝင်နဲ့မဲတို့ကိုတွေ့ခဲ့ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်ရင်အဲလီဟာသူတို့နှစ်ယောက်လုံးကိုတက်မိလိုက်တဲ့အခါမှာမဲမှာကိုဝင်ရှိနေမှန်းသိလိုက်ရပြီးအဲလီတယောက်စိတ်ပိုင်းဆိုင်ရာအကြီးကျယ်ပြိုလဲသွားပါတယ်။ဒါပေမဲ့ကန်ဂျမာကအလှည့်ပြောင်းရှိပါတယ်။အပီဟာအဲလီတို့ပုံနေတဲ့ဇက်ယုံတွေကိုရောက်လာပြီးအဲလီရဲ့တငယ်ချင်းဂျက်စီကိုတက်လိုက်တယ်လို့ဂျိုးရဲ့ညီတော်မီကိုလည်းတစားခံလုပ်ခဲ့ပါတယ်။ငါဖေကိုမင်းတို့တက်တယ်လို့မင်းတို့ချစ်ရတဲ့သူတွေကိုငါပြန်တက်မယ်ဆိုတဲ့အပီရဲ့နာကြီးချက်တွေကကြောက်စရာကောင်းလာပါတယ်။ကလဲစားချေမှုတန်တရားဟာဘသူ့ကိုမှမညာတာပဲလူတွေအများကြီးရဲ့အသက်ကိုဝါမျိုးသွားခဲ့ပါပြီ။ဟဲ့တငယ်ချင်းတို့ရောဂျိုးရဲ့ရွေးချယ်မှုနဲ့အဲလီရဲ့ကလဲစားချေမှုကိုဘယ်လိုမြင်ကြလဲ။ဒီလိုဇလန်းကောင်းတွေကိုထပ်ပြီးနားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ TikTok အကောင့်လေးကို like နဲ့ follow လေးလုပ်ပေးထားကြပါဦးလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်